ကဲဒီနေ့တော့အရန်စားရတယ်နဲ့စားတော့မယ်ပါလေရအဲဆုံးသွားစုပ်အုံလေးကိုတင်မယ်နော်ဒီရတာတွေပါတွေထိပ်ပြီးတော့နော်ပြီးရင်တီးရွက်တွေကြိုက်တဲ့တီးရွက်တွေထည့်နေပါလေရမှာပဲပင်ပေါင်းတို့ပုံရင်းစိမ်းတို့အရင်ညိတို့စသည်ဖြစ်မှာနော်ဒီကိုကြိုက်နေတဲ့ပဲရိုက်ထည့်တယ်ဒါတော့မာလာစီလေးထည့်ပါလေရဒါမာလာနှစ်ပါနော်မာလာနှစ်ထည့်တယ်နောက်ပြီးတော့ငရုတ်စီလေးငရုတ်နှစ်လေးထည့်ပါလေရမာလာနှစ်နဲ့ငရုတ်နှစ်လေးနဲ့စားအောင်များပြီးမီးနဲ့ပူပြပါခင်ဗျာမီးရင်းနှီးလေးဆူလာပြီဆိုတော့ဒါဆန်ကောက်ဆွဲပါနော်တရုတ်လိုတော့မီရှမ်းပေါ့ဒါလေးထည့်ပါဗျာဒီဆန်ကောက်ဆွဲနေရာမှာဒီတရုတ်လိုဆောင်းလာဖုန်လောက်ထော်တဲ့ဒီအာလူခေါက်ဆွဲတွေပါကျိုင်းနေတဲ့ရထည့်နေပါဒါဒီကြက်သားလေးထည့်မယ်ဒီပေါ်ကနေမောင်ယူသည်ဒီအလှဖြူမယ်ဆိုရင်တော့ရအောင်အရန်ကိုစားကောင်းပါတယ်လို့ခေါ်ပါတယ်။ဒါလေးနဲ့ထည့်စားအောင်နော်